ပြောပြမယ်ဇလန်းလေးကတော့ညီညီနဲ့သတင်းကျွတ်ကုသိုလ်တဲ့ညီဆိုတဲ့ကောင်လေးဟာသူ့အဖွားစီကနေသတင်းကျွတ်အကြောင်းကိုဖြစ်ပေါ်လာပုံကိုသိပြီးတဲ့နောက်မှာကုသိုလ်လုပ်ရမှာနဲ့တည်သွားခဲ့ပါတယ်ဒါကြောင့်သူဟာအချိန်မဆိုင်ပဲကုသိုလ်လုပ်တဲ့အကြောင်းလေးဖြစ်ပါတယ်သတင်းကျွတ်ကြောင်းပိတ်ရက်တွင်ညီညီတို့မိသားစုသူ့ဖွားဖွားရှိရာရွာသို့အလဲရောက်နေပါသည်တာယာလိုက်တယ်နော်အိတ်ကအပင်နဲ့စိမ့်ဆူနေတာပဲDuring the Ranger School holidays, Nini and his family were on a visit to his grandma's village. How pleasant it is! Yes, the surrounding is green and large with trees. Nini ကသူ့ဖွားရွာကိုသွားခဲ့ပါတယ်။ဖွားဖွားတို့ရွာလေးဒီအေယာရီမြစ်ကမ်းတွေတွင်တည်ရှိပြီးရွာထိပ်တွင်ဇီဒီလေးရှိသည်ဖြင့်ဆဲလဲတံများဖြင့်တာယာကြည်နူးဖွယ်ရာဖြစ်ပါသည်။ His grandma's village was situated by the river bank of Ayavati, and there was also a pagoda at the top of the village. According, it was perfectly pleasant with small bell ringing sound. ဒေါ်လေးကညီညီတို့မောင်နှမကိုရွာသတင်းကျွတ်ကျင်းပရာနေရာများတို့အနက်လိုက်ပို့ပေးပါသည်။ညကျရင်သားတို့လည်းမြစ်ထဲမှာစီးမီးမျောရမှာလား။ Their auntie took Nini and his sister to all places in the village where the Danger Festival was traditionally held. Shall we have to send adrift colorful oil lanterns into the river at night? ဒီကမှာတူတော့သွားရမှာပေါ့ Hey ပြောစရာကြီး Of course, you have to do that. War is enjoyable. ညီညီကတော့စဉ်းစားနေသည်ဒီရွာရဲ့သတင်းကျွတ်အကျိုးပွဲကိုတကယ်ချင်းတွေကိုကြွားရမယ် Nini was thinking, I must boast to my friends of the ever of the danger in this village. The danger အဖိတ်နေညတွင်မိဘုံကလေးများကိုခြံဝင်းအတွင်းအလှဆင်ကချိတ်ဆွဲကြသည် On the day night before the birthday suburb of the danger, lanterns were beautiful hang in the compound. ပြီးတော့ညီညီတို့မိသားစုကဖွားဖွားကိုစုပေါင်းကြောကြသည် Afterwards, Nini and his family paid homage to the grandma together. တာဒုမြေလေတို့အခုလိုသတင်းကြုံမှာလူကြီးမိဘတွေကြောတာဟာအလွန်ကုသိုလ်ရတဲ့ကွယ်လို့လူကြီးဖွားပြန်ပြောပါတယ် Well done, well done, well done. Paying homage to parents and elders like this in the dangers gains great merit, my grandchildren. ဟုတ်ကဲ့ပါဖွားဒါနဲ့သတင်းကြွရရင်ဘာလို့မိသွင်းကြတာလဲလို့ညီညီမိပါတယ် Yes, grandma. Why do we light oil lamp when the danger comes around? ဖွားဖွားရှင်းပြမယ်ငါမီတီချန်လာတော့နော်ဟုတ်ကဲ့ Yes, I explain to you. Listen carefully, my grandson. Yes, grandma. ရှင်းပြတာကိုညီညီကတီချန်နားထောင်ပါမယ်လို့ပြန်ပြောပါတယ်မြတ်စွာဘုရားတက်သူထင်ရှားရှိစဉ်ကကွယ်လွန်သွားတဲ့မိခင်ကိုကျေးဇူးဆက်ဖို့မိခင်ဘယ်ဘဝရောက်နေပြီလဲလို့ကြည်တော်မူတယ် When the Buddha was still alive, he contemplated in which existence his late mother had been in order to show the gratitude to her. ထိုအခါမြတ်စွာဘုရားရဲ့မိခင်ဟာတာဝရိနာနတ်ပြည်မှာမဲသောမိနတာဖြစ်နေပါတယ် At that time, the mother of the Lord Buddha was a maid leader in the abode of Celestial being. ဒါနဲ့မြတ်စွာဘုရားဟာတာဝရိနာနတ်ပြည်ကိုကြွပြီးမဲတော်မိနတာကိုတရားဟောကြားပြီးကျေးဇူးဆက်ပါတယ် So Lord Buddha went to the abode of Celestial being and showed the gratitude to the male leader who was his mother by preaching Abhidhamma. အဲဒီကနတ်မြမအပေါင်းတို့လည်းလာရောက်တရားနာကြပါတယ် All the devas in Myanmar came and listened to the religious sermon. ဒီလိုနဲ့တရားဟောတာပြီးဆုံးတဲ့သတင်းကျွတ်လာပြည့်နေမှာမြတ်စွာဘုရားတာဝရိနာနတ်ပြည်ကနေလူပြည်ကိုပြန်လဲကြွချီတော်မူပါတယ်လူပြည်ကလူပေါင်းတို့ဟာမြတ်စွာဘုရားစီမီထွန်းကြည့်ပြီးပူဇော်ကြိုးဆိုကြတယ်ကွ And so
On the full moon day of the danger, when the preaching came to an end, Lord Buddha was descending back to the human abode. At that time, the Buddhists in the human abode welcomed Lord Buddha by lighting oil lamps as a fortress. အဲ့ဒီအချိန်ကစလို့တရင်ကျွတ်လာပြည့်နေတိုင်းစီမီထုံးပူစောတဲ့တရိပေါ်ပေါက်လာတဲ့ကွ။ဟုတ်ကဲ့ပါ Since then, the traditions of lighting oil lamps as a factory on every full moon day of the danger has come into being. ဒီလိုနဲ့တရင်ကျွတ်ရင်စီမီထုံးပူစောခြင်းအလူအသန်းလှုပ်ခြင်းနဲ့လူကြီးမိဘဆရာသမားတို့ကိုရိုးသေးစွာကြောအချင်းတို့ပြုလုပ်ကြတယ်။တချို့ကတရိษံလေးတွေဘေးမဲ့ပေးတာတို့သူ့ဒေတာလိုက်ကုတို့ကောင်းမှုလုပ်ကြတာပေါ့ And so, when the danger comes around, lighting oil lamp as offertory, making lamps donation and paying homage to parents, teachers and elderly relatives are done. Some gives sanctuary to animal, thus meritorious deeds are done in different regions. ညီညီနဲ့ဖွားဖွားပြောသမျှကိုတဘောကျစွာနားထောင်ပြီးကြားပဲ့တွင်ခြံလေးကိုရှောက်ကြည့်လေသည်ညီညီ listened delightedly to everything his grandma said. At night, he walked around in the compound. ခြံနောက်ဘက်ရှိသူ့ဦးလေးကြက်ခြံနားသို့ရောက်သောအခါဟေးကောင်းလေးဘသူခေါ်တာပါလိ When he got near his uncle's chicken run in the west of the compound, hey boy, who called me? ငါပါကွာချက်ပါကြီးပါငါတို့ကူညီပါဦးဗျာကျွန်တော်ဘာကူညီရမလဲ It's me, I'm a cock. Please help us. What can I do for you? လူတွေလူသန်းလို့ရင်ငါတို့ကတည်ကြရမှာကွာကောင်းလေးကစိတ်ကောင်းရှိပါတယ်ငါတို့အသက်ကိုကဲပါကွယ်ဟုတ်ကဲ့ကဲပါ When people made alms donation, you were usually killed. You seem to have good temper, little boy. Please save our life. ညီညီနဲ့သူ့ဘွားဘွားပြောရတဲ့ကောင်းမှုကုသိုလ်လုံးနဲ့ကောင်းမှာပဲဟုစဉ်းစားပြီးတော့ကဲထွက်မင်းတို့လွယ်အောင်သွားကြတော့ညီညီ also thought that he had better do meritorious deeds told by his grandma. Then, all right, come out. You all just go to the safe place. ဒီလိုဖြင့်ညီညီသည်ကြက်ချံထဲမှကြက်များကိုအကုန်လှုပ်ပေးလိုက်တော်သည်ကျေးဇူးပါကွာမင်းကုသိုလ်တွေအများကြီးရပြီ Thus, Gigi set free all the chicken in the chicken run. Thanks a lot. Now, we've gained a lot of merit. ထိုညတွင်ညီညီသည်သူလှုပ်ခဲ့သည့်ကုသိုလ်ကိုစဉ်းစားရင်းနှိမ့်ချိုက်စွာအိပ်ပျော်သွားလေသည် On that night, Nini had a sound sleep, filled with elations for the meritorious deed he did. မနေ့မိုးလင်းသောအခါငါချန်ရဲ့ကြက်တွေဘယ်ရောက်ကုန်ပြီလဲ When dawn broke, oh my, where have my chicken and my chicken run gone? ထိုအချိန်ညီတို့မိသားစုမှာမြို့သို့ပြန်လာနေတော့သည်အိမ်ရောက်မှဖေဖေတို့ငါလုပ်ခဲ့တဲ့ကုသိုလ်ပြောပြမယ် At that time, Nini and his family were on their way back to the city. I told my dad and mom about the meritorious deed I did. On arrival at home, အခြားလူငယ်လေးတစ်ယောက်ကတော့ဒီပုံမြင်လေးကိုကြည့်ပြီးတော့ဒီဇလန်းလေးကိုနားထောင်ပြီးတော့သူကကြက်ကုန်လို့ပဲဇီးသွားပြီးတော့ရှင်နေတဲ့ငါးတွေကိုဝယ်ပြီးတော့ဘေးမဲ့ရေကန်ကြီးရေချောင်းကြီးမှာတွားလွတ်ခဲ့ပါတယ်သူကအင်္ဂလိပ်ဇလန်းတစ်ခုဖြစ်တဲ့ပီတာဆိုတဲ့လူငယ်လေးကိုလည်းဝယ်ဇလန်းလေးကိုလည်းဖတ်ပူးပါတယ်ပီတာဟာပင်လယ်ကမ်းစပ်ကျင်ငါးလေးတွေလွတ်ပူးပါတယ်အဲ့ချိန်မှာလူတစ်ယောက်ကသူ့ကိုမေးပါတယ်မင်းကျင်ငါးဘယ်လောက်လွတ်နိုင်မှာလဲကျင်ငါးတွေအများကြီးပဲဆိုတော့ပီတာပြန်ပြောပါကျွန်တော်လွတ်နိုင်တော့သူတို့အသက်ရှင်မှာပဲပေါ့အဲ့ဇလန်းလေးနဲ့ခက်စင်စင်တူပါတယ်ဗျကုသိုလ်ကောင်းမှုလုပ်ခြင်းဟာကောင်းခြင်းမင်္ဂလာကုသိုလ်ရရှိစေပါれ